ရာဇဝတ်သားဖြစ်ရတာလွယ်တော့မလွယ်လာပါဘူး။ဓာတ်ထက်ကိုရာဇဝတ်ကိုင်းတစ်ခုကိုဦးစီးရတာကပိုတော်မှခံနိုင်ပါသေးတယ်။ကျွန်တော်တို့တွေကြားဘူးနေကြမာဖီးယားယာကူဇာလိုမျိုးရာဇဝတ်ကိုင်းတွေဆိုတာစီးပွားရေးသမားတွေထက်တောင်ချမ်းသာနေတာမျိုးရှိနေပါတယ်။ဒီနေ့မှာတော့စစ်တမ်းတွေအရကမ္ဘာအချမ်းသာဆုံးဂိုင်းကြီး10ဂိုင်းအကြောင်းတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အစင်းနေ့ဖြစ်ရင်တော့ဗီဒီယိုကိုစလိုက်ရအောင်ပါ။ရှန်ကုန်မီဘူကြီး9ဖြစ်ကိန်းတို့ကိုငွေသွင်းငွေထုတ်မှတ်ကန်ပြီးတော့ရှုံးကြီးစိတ်ချရတဲ့အေဂျင့်ကိုရှာနေပါသလားဒါဆိုရင်တော့မမရီရဲ့ငွေလဲဟင်းနဲ့အခုပဲလက်တွဲလိုက်ပါအရှိုးစားလေး100ရာခိုင်နှုန်းစိတ်ချရပြီးတော့မမသစ်ဘောနဲ့100ရာခိုင်နှုန်းသွင်းနိုင်ရ10ရာခိုင်နှုန်းနဲ့တခြားသော bonus တို့လည်းရှိနေတော့ကိုတို့မမောင်တို့စိတ်ကြိုက်ပလင်းလို့ရနိုင်ပါပြီအသေးစိတ်အချက်လက်တွေသိရှိလိုပါက Viber 39948836တစ်ခုခုကိုအခုပဲဆက်သွယ်လိုက်ပါမယ်ဒီလင်ကာတယ်အဖွဲ့သားအခုချိန်အထိရှိနေသေးအောင်မယ်ဆိုရင်တော့ကမ္ဘာအချမ်းသာဆုံးစည်ရင်းမှာထိတ်ဆုံးကနေရှိနေလောက်ပါတယ်သူတို့ရဲ့ရွှေခဲမှာဆိုရင်ကိုလံဘီယာမှာသမကကမ္ဘာပေါ်ကအင်အားအကြီးဆုံးနဲ့စနစ်အကျဆုံးမူရစ်ကိုင်းတစ်ခုဖြစ်ခဲ့ပါတယ်။ US ကနေသူတို့ကိုအကြီးစားအကြံဖက်အဖွဲ့အစည်းလို့တော့သတ်မှတ်ထားရပြီးတော့ဒီကိုင်းကြီးကိုဂိုးရူကြီးပက်ဘလိုအက်စကိုဘာကနေဦးဆောင်ထားပါတယ်။အက်စကိုဘာရဲ့ချမ်းသာမှုတွေဟာစိတ်ကူးရင်သက်သက်မဟုတ်ဘူးဆိုတာတော့သိချပါတယ်။ကိုလံဘီယာမက်ဒီလင်မြို့မှာစတင်တည်ထောင်ခဲ့တာဖြစ်ပြီးနှစ်စဉ်ဒေါ်လာ20ဘီလီယံလောက်ရရှိတယ်လို့လည်းအချက်အလက်တွေအရသိရပါတယ်။ကိုကိန်းပို့ဆောင်တာမှောင်ခိုကူးတာနဲ့လူရဲမှုတွေကိုအဓိကထားလုပ်ကိုင်ကြပါတယ်။မက်ဒီလင်အဖွဲ့သားတွေကချမ်းသာလွန်လို့အက်စကိုဘာအပြင်အခြားဘီလီယံနာအဖွဲ့ဝင်တွေတောင်မှရှိခဲ့ပူပါတယ်။ဂမ်မိုရာဆိုတဲ့အဖွဲ့ကတော့ဗဟိုကနေဦးဆောင်တဲ့သူမရှိဘဲဒေါ်လာ4.9ဘီလီယံလောက်ကျွဲဝလာခဲ့ပါတယ်။သူတို့အတွက်တော့လေးစားမှုဖွဲ့စည်းပုံနဲ့အမွေအနှစ်သာအဓိကဖြစ်ပြီးအခုချိန်အထိတိုင်အီတလီမှာရှိနေပါသေးတယ်။1600နှစ်တွေမှာဂမ်မိုရာအဖွဲ့ကိုစတင်တည်ထောင်ခဲ့တာဖြစ်ပြီးတော့ချမ်းသာဖို့တခုတည်းနဲ့လူချင်းတဲ့ရာဇဝတ်သားတွေနဲ့အတူအခြေပြုခဲ့ကြပါတယ်။1800နှစ်တွေမှာနိုင်ငံရေးသမားတွေစီကနေလက်နက်အထောက်အပံ့တွေပါရရှိလာပြီးနောက်ပိုင်းမှာတော့အာဏာရရှိရေးကိုဦးတည်လာကြပါတယ်။ဂမ်မိုရာအဖွဲ့ကတော့လောက်ကစားမှောင်ခိုနဲ့အစိုးရဖြိုးချရေးတွေပါလှုပ်ဆောင်လာတာကြောင့်ရဲတွေကိုယ်တိုင်စတင်စုံစမ်းမှုတွေလုပ်ခဲ့ရပါတယ်။ဒါပေမဲ့လည်းအဲ့ဒီအချိန်မှာဂမ်မိုရာကတော့နိုင်ငံတကာအထီးတောင်မှချစ်ဆက်နေကြပါပြီ။လက်ရှိချိန်အထိတိုင်းစွန်မြစ်ပစ္စည်းစီမံခန့်ခွဲမှုအပိုင်းတွေကိုသူတို့ပဲအပြည့်အဝချုပ်ကင်ထားကြပါတယ်။ဆိုတော့နှစ်ပေါင်း400တက်တန်းရှိတဲ့ဂိုင်းကြီးတကိုင်းအတွက်တော့မစိုးဘူးလို့ပဲပြောရမှာပါ။ Trias ဆိုတာကတော့တက်တန်းအကြဆုံးနဲ့ကြောက်စင်ရအကောင်းဆုံးအဖွဲ့အစည်းတစ်ခုပါ။ထိုင်ဝမ်၊ဟောင်ကောင်၊မကာအိုတို့မှအခြေပြုခဲ့ပေမဲ့တောင်အာဖရိက US ပြည်တိုင်တောင်အမေရိကရုရှားတို့ကပါဖြန့်ကျက်လာနိုင်ခဲ့ပါတယ်။လူကုန်ကူးတာကိုအဓိကလုပ်ကင်ကြပြီးတနေ့ကိုလူတသိန်းလောက်လူကုန်ကူးနိုင်တယ်လို့လည်းဆိုထားပါတယ်။မိုးရစ်စစ်တင်ပို့တာတွေနဲ့အခြားရာဇဝတ်မှုတွေအများကြီးလည်းလုပ်နေကြတာပါ။သူတို့အဖွဲ့မှအစင်းနေတဲ့အဖွဲ့ဝင်တယောက်ကတော့ဂိုင်းကောင်းဆောင်လိုဖြစ်နေတတ်တာကြောင့်ဖန်စီရအင်မတန်မှခက်ခဲနေပါတယ်။ပြီးတော့လည်းအရန်ကိုလျှို့ဝှက်လွန်းတာကြောင့်ငွေကိုဘလို့တဲပိုးတယ်လဲဆိုတာလည်းမသိကြသေးပါဘူး။မှတ်တမ်းတွေရတော့နှစ်စဉ်ဘီလီယံပေါင်း73ဘီလီယံဝင်ငွေရှိမယ်လို့ပြောကြပေမဲ့လည်းဘယ်သူမှအတိအကျတော့မသိရသေးပါဘူး။အီတလီမှာတက်တန်းရှိရာဇဝတ်ဂိုင်းတွေရှိနေတာကရုပ်ရှင်တွေထဲမှာပဲမဟုတ်ပါဘူး။ဒရန်ဂေတာဆိုတဲ့အဖွဲ့ဆိုရင်အီတလီမာဖီးယားတွေရဲ့တစိမ့်တစ်ပိုင်းဖြစ်ပြီးတနေ့ကို4.5ဘီလီယံလောက်ဝင်ငွေရှိတယ်လို့ဆိုထားပါတယ်။ဒါတော့မှအဲ့ဒါတွေကဆိုင်ရွက်ပေါ်ကအချက်အလက်ပဲရှိပါသေးတယ်။19ရာစုကလာဘရီယာမှာစတင်တည်ထောင်ခဲ့တာဖြစ်ပြီးကိုကိန်းကိုအဓိကထားပြီးတော့ပို့ဆောင်ကြပါတယ်။ဥရောပရဲ့ကိုကိန်းအဓိကဖြန့်ချီရေးသမားတွေဖြစ်လာကြတဲ့အပြင်အခြားရာဇဝတ်ဂိုင်းတွေနဲ့ပါဆက်ဆက်ရေးကောင်းမွန်တာကြောင့်ဖြိုခွင်းဖို့လည်းအတော်လေးကိုခံနေကြပါတယ်။အဆိုပါနှစ်ပေါင်း200တက်တန်းရှိနေတဲ့အဖွဲ့ကြီးကတော့သူတို့ရဲ့ငွေမဲတွေကိုတရားဝင်စီးပွားရေးတွေမှာရင်းနှီးမြှုပ်နှံတာဖြစ်ပြီးငွေပြူအဖြစ်ပြောင်းလဲနေကြတာဖြစ်ပါတယ်။ဒီမှာစီးပွားရေးလုပ်ဖို့အကြံတစ်ခုရှိနေတဲ့ဆိုဒီဘဲတွေနဲ့ဆက်သွယ်သင့်ပါတယ်။ဒါကတော့နောက်တာပါ။ယာမာဂူချီကူမီဆိုတာကတော့အီတလီမာဖီးယားဂိုင်းကိုဂျပန်ဗာရှင်ပြောင်းလဲထားတာဖြစ်ပါတယ်။ယာမာဂူချီကူမီဆိုတာယာကူဇာအဖွဲ့ရဲ့တစိမ့်တစ်ပိုင်းဖြစ်ပြီးကမ္ဘာပေါ်ကစီကံအတင်းကျပ်ဆုံးအဖွဲ့လည်းဖြစ်ပါတယ်။စီကံတစ်ခုခုချိုးဖောက်မိတာနဲ့တောင်းပန်တဲ့အနေနဲ့လက်ချောင်းလေးတွေကိုဖျက်ပြင်းရတဲ့အထိတံပေးတက်ကြပါတယ်။1916ခုနှစ်ယာကူဇာအဖွဲ့ရဲ့လက်အောက်မှာဟာရာဂူချီယာမာဂူချီကနေယာမာဂူချီကူမီအဖွဲ့ကိုစတင်တည်ထောင်ခဲ့ပါတယ်။လက်ရှိချိန်အထိအမြဲတမ်းအဖွဲ့ဝင်ပေါင်း2400ရှိနေပြီးတွဲဖက်တွေကတော့18600လောက်အထိရှိနေပါတယ်။သူတို့ရဲ့ငွေအများစုကလောင်းကစားပြည်ထစားအလုပ်လက်နက်မူရစ်ဆေးမှောက်ခိုလုပ်တာစတော့မာကတ်ကိုချဲလဲတာအင်တာနက်အပြာကဖြန့်ချိတာတွေကိုအဓိကထားပြီးတော့ငွေရှာဖွေနေပါတယ်။တနေ့ကိုအနည်းဆုံး6.6ဘီလီယံဒေါ်လာရရှိနေတယ်လို့ခန့်မှန်းကြပေမဲ့လည်းဒီထက်တော့အများကြီးပိုနိုင်တယ်လို့တော့မျှော်လင့်မိပါတယ်။မူရစ်ဆေးကုန်ကူးတာကအကျိုးအမြတ်ရှိတဲ့စီးပွားရေးဆိုတာကို CIA တောင်သိပါတယ်။ဒါကြောင့်လဲစီနာလိုဟာအဖွဲ့ကမူရစ်ဆေးဖြန့်ချိရေးမှာအကြီးဆုံးအဖွဲ့ဖြစ်လာခဲ့တာပါ။နှစ်စဉ်ဒေါ်လာ3ဘီလီယံလောက်ဝင်ငွေရှိတယ်လို့အချက်အလက်တွေကပြောပေမဲ့လည်းလက်တွေ့မှာအများကြီးပိုနိုင်ပါတယ်။စီနာလိုဟာအဖွဲ့ကတော့ကမ္ဘာမူရစ်ဆေးရဲ့60ရာခိုင်နှုန်းကိုချုပ်ကင်ထားတာဖြစ်ပါတယ်။မူရစ်ဆေးဈေးကွက်ဆိုတာ6.5ဘီလီယံကနေဘီလီယံပေါင်း900လောက်အထိတန်ကြေးရှိနေတာကြောင့်အတီးအကြောင်းကိုမှန်းဆဖို့ခံလွန်ပါတယ်။စီနာလိုဟာအဖွဲ့ကတော့အဲ့ဒီပမာဏရဲ့တဝက်ကျော်လောက်ကိုချုပ်ကင်ထားကြတာပါ။ဆိုတော့ဒီဘဲတွေဘယ်လောက်ထိကျော်ဝါမလဲဆိုတာတွေးကြည့်လို့ရနိုင်ပါတယ်။အဲချာဘိုဂွတ်မန်ဆိုသူကနေအဆိုပါစီနာလိုဟာအဖွဲ့ကိုစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ပြီးတော့လည်းဒီဘဲကထောင်ထဲမှာရောက်နေတာတော့အဖွဲ့ကိုဥဆောင်နိုင်တဲ့သူပါ။ဆိုတော့သူ့ရဲ့ခေါင်းဆောင်စွမ်းရည်ကိုမလေးစားဘဲတော့နေလို့မရပါဘူး
လာကိုဆာနိုစတာအဖွဲ့ကိုမြင်တာနဲ့ Godfather ရုပ်ရှင်ကိုသင်တို့သတိရကြမှာပါဒီအဖွဲ့ကိုတော့လူတွေကမာဖီးယားလိုပဲခေါ်ကြပြီး1800နှစ်တွေတုန်းကအီတလီထောင်ထဲမှာစတင်ခဲ့ကြပါတယ်။နေ့တွေကြာလာတော့ထောင်ထဲကနေရွာတွေဘက်ကိုပြောင်းရွှေ့လာပြီးအာဏာလဲပို့ပြီးတော့ကြီးမားလာခဲ့ပါတယ်။နိုင်ငံရေးတွေမှာပါရောရှမ်းလာပြီးတဲ့နောက်အစိုးရစန့်ကျင်ရေးအဖွဲ့တွေနဲ့ပူးပေါင်းလှုပ်ဆောင်လာခဲ့တာတွေလည်းရှိခဲ့ပါတယ်။ဒါပေမဲ့မူဆိုလီနီအာဏာရလာချိန်မှာ US နဲ့ကနေဒါဘက်ကိုပြောင်းရွှေ့ခဲ့ပြီးတော့လောင်ကစားငွေကြေးခွန်ဝါချမှုပြည်ထစလုပ်ငန်းတွေကိုဆက်လက်လုပ်ကိုင်ခဲ့ကြပါတယ်။ကမ္ဘာအနှံ့မှတဲ့သူတို့ရဲ့အဖွဲ့ဝင်ပေါင်း2000ခွဲလောက်အထိရှိနေပြီးပူးပေါင်းထားတဲ့အဖွဲ့ဝင်ပေါင်းက2သိန်းခွဲလောက်ကိုရှိနေပါတယ်။ဒါကြောင့်လဲသူတို့ရဲ့ဝင်ငွေကတစ်နှစ်ကိုဒေါ်လာဘီလီယံ90လောက်ရှိနေကြတာပါ။ပူတင်တို့ရုရှားမာဖီးယားတခုဒီစင်ရဲမှာပါလာတာအံ့ဩစရာတော့မဟုတ်ပါဘူး။ဆိုလန်ဆက်စကန်ယာဘရာဘန်ဆိုတာရုရှားရဲ့အကြီးမားဆုံးမာဖီးယားဖြစ်ပြီးနှစ်စဉ်8.5ဘီလီယံလောက်ဒေါ်လာဝင်ငွေရှိနေပါတယ်။လုံးကျန်တက်ဖြတ်ရေးငွေကြေးခွန်ဝါချခြင်းနဲ့မူရစ်ဆေးကုန်တယ်မှုတွေအပါအဝင်သူတို့မလုပ်တဲ့ရာဇဝတ်မှုဆိုတာမရှိသလောက်ပါပဲ။ယာကူဇာတွေကသာအမိနာခံမှုအပေါ်အခြေခံမိမယ်လေသူတို့ကတော့ကွဲပြားနေပါတယ်။အဖွဲ့ဝင်9000ခန့်ရှိနေပြီးတော့ဒီရက်ထဲမှာအဖွဲ့10ပွဲလောက်ကွဲထွက်နေပြန်ပါတယ်။ဒါပေမဲ့လိုအပ်လိုက်ရင်ပေါင်းစည်းတက်ကြပြီးငွေတွေကိုတော့12ယောက်ပါတဲ့ကောင်စီအဖွဲ့ကမျှဝေပေးတတ်ပါတယ်။သူတို့ရဲ့မီတင်ကိုလည်းပုံဖြတ်ထားတာမို့လို့ထောင်လန်းမှုဒီနေ့အထိတိုင်ခက်ခဲနေကြပါတယ်။ရာဇဝတ်ကိုင်းတွေလို့ပြောမိဆိုရင်ဘယ်သူမှအိန္ဒိယကိုတတိယကြမှာမဟုတ်ပါဘူး။ဒါပေမဲ့လည်းတာဝီအီဘရာဟင်ရဲ့ဒီကုမ္ပဏီကတော့အကြမ်းဖက်တိုက်ခိုက်မှုတွေကိုထောက်ပံ့ပေးခဲ့တာကြောင့် FBI ရဲ့အလိုအရှိဆုံးတတိယစည်ရင်းနဲ့အထိရောက်ရှိလာခဲ့ပါတယ်။1980နှစ်တွေတုန်းကမွန်ဘိုင်းမှာစတင်တည်ထောင်ခဲ့တာဖြစ်ပြီးဘိန်းမြူကိုအဓိကထားပြီးတော့ဖြန့်ချိကြပါတယ်။အဲကိုင်နာအဖွဲ့ကိုတောင်ထောက်ပံ့မှုတွေလုပ်လာခဲ့ပြီးတော့နှစ်စဉ်6.7ဘီလီယံဒေါ်လာနီးပါးဝင်ငွေတွေရရှိလာခဲ့ကြပါတယ်။ဒါဝေကိုတိုင်း1993မွန်ဘိုင်းဘုံခွဲမှပါဝင်ခဲ့ပေမဲ့လည်းအင်တာဘို CIA FBI တို့အဖွဲ့တွေကတော့သူ့ကိုရှာမတွေ့ခဲ့ပါဘူး။ဒါပေမဲ့လည်းတာဝေကတော့နောက်ွယ်ကနေထိန်းချုပ်နေသေးပဲဖြစ်ပါတယ်။ GAF ကန်တဲ့အဖွဲ့ကတော့မက္ကဆီကိုမှာတပ်တန်းအရင်ဆုံးအဖွဲ့ဖြစ်ပြီးအမေရိကန်နဲ့ဥရောပကိုမူရစ်ဆေးတင်ပို့တာတွေအဓိကလုပ်ကိုင်ပါတယ်။ပြန်မေးဆွဲအကြမ်းဖက်လုပ်ရက်တွေကိုလည်းရန်ဖန်ရန်ကလုပ်လေရှိကြပါတယ်။သူတို့ကတော့မူရစ်အဖွဲ့တွေထဲမှာရဲတွေရဲ့ပြစ်မှတ်ထားရမှုကိုအခမ်းအနားဆုံးအဖွဲ့တစ်ခုလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်းသူတို့ကတော့ဆက်လက်ရှင်သန်နေသေးပြီးအခုအချိန်မှာ9.9ဘီလီယံဒေါ်လာတန်ကြေးရှိနေပါတယ်။ဟုတ်ကဲ့ပါဒီနေ့ရဲ့တရားမဝင်ဂိုင်းကြီးများအကြောင်းဒီမှာတဲ့ရန်နာကျင်ပါတယ်။ ARD မှာခုလိုမျိုးဗဟုသုတဆိုင်ရာတွေကိုနေ့လယ်ပိုင်း7:00နာရီနဲ့ညပိုင်း9:00နာရီမှာအမြင်မပြတ်တင်ဆက်ပေးနေပါတယ်။ဆိုတော့ကျွန်တော်တို့နောက်နေ့မှတွေ့ရအောင်ပါ။